မင်္ဂလာပါရှင်လူချင်းမတို့အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့မမ်မျိုးတော်မှာစတီးပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးပြသေးရှင်မမ်မျိုးတော်စီးရဆိုလို့ရှိရင်9ရက်6လ2013ကလေးကစတင်တည်ထောင်ခဲ့တာအခုဆိုလို့ရှိရင်7နှစ်တန်တိုင်းရှိနေခဲ့ပြီပဲဖြစ်ပါတယ်မမ်မျိုးတော်ဟာကျင်းတဲ့စတီးတွေရဲ့အရေးသွေးရဆိုရင်တူရေးသွေးဖြစ်ပါတယ်နော်စတီးမျိုးစားများကိုအနီတစ်စိမ့်အဝါတစ်စိမ့်နဲ့အပြာတစ်စိမ့်ဆိုပြီးတော့3မျိုးခွဲထားပါတယ်ရှင်ပထမဆုံးအနီတစ်စိမ့်အမျိုးအစားကတော့မမ်မျိုးတော်စတီးကမ်ပဏီရဲ့လို့စတင်ဖြစ်ပေါ်လာတဲ့အမျိုးအစားဆိုရင်လည်းမမှားပါဘူးခေတ်အပြည့်နဲ့အရေးအသွေးအကောင်းဆုံးပုံမှာတိုင်းညွှန်တဲ့စတီးပညာရှင်များအာခီတက်ချာများရွေးချယ်တဲ့အမျိုးအစားပဲဖြစ်ပါတယ်။နောက်ထပ်အပြာတစ်စိမ့်ကိုတော့ငွေကိုအနှဲငယ်ချွေတာခြင်းတဲ့ customer တွေရွေးချယ်တဲ့အမျိုးအစားပဲဖြစ်ပါတယ်နော်။အဝါတစ်စိမ့်ကိုတော့မိမိအိမ်မှာတက်ရလှပတဲ့စတီးနဲ့လည်းအလှဆင်ခြင်းနဲ့ဘာကြလဲတိတ်မသုံးချင်ဘူးဆိုတဲ့သူတွေရွေးချယ်တဲ့အမျိုးအစားပဲဖြစ်ပါတယ်နော်။အခုဆိုရင်တော့မန်နူတော်မှာရှိတဲ့စတီးမျိုးစားတွေကိုမိတ်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။မမ်မျိုးရဲ့စောင်းပုတ်ကတော့ရောင်းသူဝယ်သူပြုံးပြော်ရွှင်အရေးသွေးမှာဆိုထိတ်တန်းဖရင်ဆိုတဲ့အတိုင်းပဲဆိုင်ကိုလာတဲ့ customer တွေကို quality ပိုင်းမှာရော service ပိုင်းမှာရောသိကျင်မှုရအောင်လို့အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ရှင်အရေးသွေးကောင်းတဲ့စတီးပစ္စည်းတွေကိုလိုချင်နေဆိုရင်တော့မန်လေးမျိုး84လမ်း116လမ်းထောက်မှာရှိတဲ့မမ်မျိုးတော်စတီးကိုလာခဲ့ဖို့ရတဲ့ဖိတ်ခေါ်ပါရနော်